အားလုံးပဲမင်္ဂလာပါထီယန်ထားရောကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုရဲ့ season လေးကကျွန်တော်တို့ထားရောဟုတ်ပြီမှာမဟုတ်ပါဘူးစီဖွာတက်စေတဲ့စီဖွာတက်တယ်ဆိုတာအထက်ပေါ့နော်လက်တလုံးမှာငွေနဲ့ပတ်သက်ပြီးတော့တအားငွေကံပိုက်နေတယ်ပေါ့နော်ငွေတအားပိုက်နေတာမျိုးပေါ့နော်ဒါမှမဟုတ်ငွေမဝင်တာမျိုးပေါ့နော်အဲ့လိုမျိုးလူတွေရှိလားငွေချင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူတွေရှိလားပေါ့နော်ဒီအဋ္ဌံကကျွန်တော်ရဲ့အဋ္ဌံတော့မဟုတ်ပါဘူးဒီမှာဆွေးစီဆရာတို့ရဲ့အဋ္ဌံလေးတစ်ခုဖြစ်တယ်အရန်လွယ်တယ်အဲ့ဒါကျွန်တော်အဲ့ဒီဗီဒီယိုကကျွန်တော်စီတက်လာတော့ကျွန်တော်နားထောင်လိုက်တယ်ပေါ့နော်နားထောင်လိုက်တော့အခုရပိုင်းကကျွန်တော်ကလည်းအဋ္ဌံဝင်တာနည်းနည်းလေးပေါ့ short ထားတာပေါ့နော်လိုက်မီလို့လေအလုပ်ပြင်များပြီးတော့ short ထားတာဖြစ်တယ် short ထားတာဖြစ်တဲ့အတွက်ကြောင့်အလိုပြောမလဲအဋ္ဌံကနည်းနည်းလေးပေါ့နော်ဝင်တာအရင်နဲ့ပုံနေတယ်ပေါ့နော်ဒါပေမဲ့လေအခုအဋ္ဌံဝင်တာကဒီကျွန်တော်မနေ့ကနေစပြီးတော့ကျွန်တော်ဒီဆရာတို့ဆွေးစီဆရာတို့ရဲ့ပတိစိတ်နေပေါ့နော်ပတိစိတ်နေကိုစတင်ပြီးတော့ကျွန်တော်စိတ်တယ်ပြီးတော့ကျွန်တော်စိတ်နေစားအမြဲဗုဒ္ဓအမြဲတမ်းစိတ်ဖြစ်တဲ့ပေါ့နော်ဗုဒ္ဓတရဏဂုံ3ပါဂုံတော်9ပါပြီး24ပစ္စည်းရောရယ်ပြီးတော့မဟာဝေတ္တပတ်ရယ်ကိုပူဆိုတယ်ပေါ့နော်တထိုင်လေးပေါ့โอเคဒီနည်းအခုပြမယ့်နည်းလမ်းကကြာရမ်းလွယ်တယ်ပတိ108လုံးပတိတကုံးပဲလို့မယ်108လုံးပတိတကုံးနဲ့ကျွန်တော်တို့တဏှာကြီးတိတိပတိစိုက်ရမယ်ချက်ချင်းတိတိတတာကိုဒီနည်းပတိဆိုင်နောက်နေ့မှာငွေဝင်ခြင်းနဲ့ငွေကြေးလက်လာပမြောက်ပွင့်ခြင်းနဲ့ဆိုရင်ဆွေးစီဆရာတော်ကြီးမိန့်ကြားထားတဲ့တင်ကြားပေးထားတဲ့အယံဟာပတိစိတ်လေးကိုစိုက်ပါအဲ့တော့ကျွန်တော်ဘယ်လိုစိုက်ရမလဲဆိုတာကိုကျွန်တော်ဒီခဏလေးဒီမှာစာသားကိုပေါ့နော်โอเคတလုံးလေးလွှဲသွားမှာဆိုတော့ဘာဖြစ်ကိုပြိုးလိုက်တော့ဆရာတော်ကြီးတင်ထားပေးတဲ့ပတိစိတ်ကြီးကတလုံးလွှဲသွားတယ်ဆိုရင်စမပြေဘူးလေနော်အဲ့တော့ဆရာတော်ကြီးကဒီလိုလေးခေါ်ထားပေးတယ်ဒီလိုလေးတင်ထားပေးတယ်အယံဟန်ဒီအရဟန်တစ်ခုတည်းကိုပဲစိုက်ခိုင်းတာမျိုးမဟုတ်ပေးနဲ့သူရဲ့အ내အတိတ်ပဲပါစိုက်ခိုင်းနေတယ်ပေါ့နော်အရဟန်ကိလေသာအပူကင်းရေငင်းအေးတော်မူလို့မြတ်စွာဘုရားအရဟန်ကိလေသာအပူကင်းရေငင်းအေးတော်မူလို့မြတ်စွာဘုရားဆိုပြီးတော့ကျွန်တော်ပတိစိုက်ခိုင်းတယ်ဖုံဖုံကတော့ကျွန်တော်တို့108လုံးပတိနဲ့တစ်ပတ်ပဲစိုက်ခိုင်းတယ်တစ်ပတ်ဆိုရင်တော့ကျွန်တော်တို့အနည်းဆုံး9မိနစ်အကြာဆုံးက6မိနစ်လောက်တော့ကြာတယ်ဒါပေမဲ့ကျွန်တော်ကတော့တစ်နေ့ကိုအခောက်1000ပြည့်အောင်လို့ဆိုပြီးတော့108လုံးပတိနဲ့10ပတ်စိုက်တယ်စပတ်စိုက်တော့ထူးထူးဆန်းဆန်းဘာဖြစ်လဲဆိုတော့တိတတာကြီးကိုငွေကလေအရင်ထက်ပို့ပြီးတော့ဗောနော်ဟိုအရင်နေ့တွေထက်ကပို့ပြီးတော့ငွေဝင်လာတယ်ပို့ပြီးတော့လာတွေပွင့်လာတော့တိတတာကြီးကိုခံစားရတယ်ဗောနော်တခုစီတာကကျွန်တော်ဘွားမှာတိုက်ဆိုင်နေဆိုတာကျွန်တော်မပြောဘူးတိုက်ဆိုင်နေဆိုတာမရှိဘူးအကြောင်းတရားဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးတရားကခံစားရတာပဲအဲ့ဒီအတွက်ကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများငွေနဲ့ပတ်သက်ပြီးတော့တိတတာချက်ချင်းပေါ့နော်လက်ငယ်ပတ်စံရခြင်းနဲ့ပတ်စံဝင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ဒီတိုင်း108လုံးပတိနဲ့မနဲ့စိုးစိုးလေးထားပြီးတော့10ပါးတိစိတ်ပေးပါကျွန်တော်တို့အရဟံကိလေသာအပူကင်း၍ငင်းအေးတော်မူတော့မြတ်စွာဘုရားဆိုပြီးတော့ပတိတလုံးချဒါပဲအရဟံကိလေသာအပူကင်း၍ငင်းအေးတော်မူတော့မြတ်စွာဘုရားအယဟံကိလေသာအပူကင်း၍ငင်းအေးတော်မူတော့မြတ်စွာဘုရားဆိုပြီးတော့ပတိတလုံးချအဲ့ဒါကိုကျွန်တော်တို့108လုံးပတိနဲ့10ပတ်เนาะအဲ့ဒါ10ပတ်မဟုတ်10ပတ်ကျွန်တော်10ပတ်စိတ်တယ်ဒါပေမဲ့တစ်ပတ်စိတ်လို့မရဘူးလားနှစ်ပတ်စိတ်လို့မရဘူးလားသုံးပတ်စိတ်လို့မရဘူးလားဆိုတော့ရတယ်မကန့်ထားဘူးဒါပေမဲ့လေများလောက်လိုက်တော့ပို့ပြီးတော့တိုက်ထိမြောက်တာပေါ့တိုက်ထိမြောက်တော့ကိုလိုချင်တဲ့အရာလေးတွေရတယ်ကိုတောင်းတာလေးတွေပြစ်တယ်ကိုဆူတောင်းလိုက်တိုင်းပြည့်စေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါလေးကိုအနည်းဆုံးစေပတ်စိတ်ပါကျွန်တော်ဒိတ်ထောင်ဝင်တော့တနာကြီးကြားတယ်ပေါ့နော်ဒီဟာကိုဖြည်းလေးဆိုအဲ့လိုမျိုးတော့မဟုတ်ဘူးတကယ်စိတ်အေးချမ်းတယ်လို့ပဲလေဒီမှာစာမှာကရေးထားတယ်လေကိလေသာအပူကင်း၍ငင်းအေးတော်မူတော့မြတ်စွာဘုရားတလောက်တိအေးချမ်းနေလဲဆိုတော့ကြည့်အဲ့လိုမျိုးကိုလေအေးချမ်းနေဆိုတဲ့အာယုံလေးနဲ့ပေါ့နေပြီးတော့လေစိတ်လေးအေးချမ်းပြီးတော့အဲ့ဒါလေးကိုစိတ်နေရတယ်ပေါ့နော်ကိုလေးတိုက်တာတလို့စိတ်လေးအေးချမ်းတာတလို့ပေါ့နော်အဲ့လိုစိတ်အေးချမ်းပြီးတော့စိတ်ကြည့်စိတ်လေးလျှော့လိုက်အခက်အခဲတွေရှိတာလေးအကုန်လုံးမေးပြလိုက်စိတ်နေတဲ့အချိန်လေးမှာတော့ပေါ့နော်ဒီဟာကြီးကိုပတိကိုတော့အာယုံမစိုက်နဲ့ဂါထာကိုပဲအာယုံစိုက်ပတိကိုစိုက်တယ်ဆိုရင်ပတိမှာတိုက်ထိမြောက်သွားလိမ့်မယ်ကျွန်တော်တို့ကပတိတိုက်ထိမြောက်အောင်လုပ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ခန္ဓာကျွန်တော်တို့ရဲ့ပါးစပ်ကိုပြိုတိုင်းဖြစ်ဖို့အတွက်တောင်းတိုင်းရဖို့အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုကျွန်တော်တို့ကတိုက်ထိမြောက်အောင်လုပ်တာအဲ့တော့အာယုံပဲဒီရဲ့အာယုံပဲစိုက်ဂုံတို့ရဲ့အာယုံပဲစိုက်မယ်မျက်လုံးလေးမှိတ်တာတော့၎င်းဖွင့်တာတော့၎င်းလုပ်လို့ရတယ်အသက်နိုင်ဆုံးစိုက်ကိုဒီညမှာမြုပ်ထားစီစဉ်တာအဲ့တော့တကယ်ဒီပတိစိတ်နေတဲ့တဏှာကြီးတွန်းပါလေတကယ်ဘာမှအခက်အခဲမရှိဘူးဘာဘွားမှာဘလို့အခက်အခဲတွေကိုရှိရတယ်မလားစီရအောင်အဲ့လိုစိုက်လေးနဲ့နေပြီးအေးချမ်းတဲ့ဘွားအရဟံကိလေသာအပူကင်း၍ငင်းအေးတော်မူတော့
မြတ်စွာဘုရားအယဟံကိလေသာအပူကင်း၍ငင်းအေးတော်မူတော်မြတ်စွာဘုရားကျွန်တော်ကစကားမပြီးတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ဗောနော်အတန်အတွက်ကတော့နည်းနည်းလေးမပီပလာလေးဖြစ်နေလိမ့်မယ်အဲ့ဒါတော့မလှောင်ကြပါနဲ့ဗောနော်တိုင်းရင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့ခွင့်လန်းပေးပါအဲ့ဆိုဒါကြီးကလေအစကတော့ဗောနော်ကိုနိုင်မဆိုင်ခင်ဟိုလမ်းညွန်ပေးမလို့ဒါပေမဲ့လေကိုမလောက်သေးပေးနဲ့လမ်းမညွန်ပေးချင်ဘူးတကယ်ဘလို့အကျိုးထုမလဲဆရာတော်ကြီးကမိကြားထားတယ်ကံကောင်းစေဖို့အတွက်တဲ့လှလှပပွင့်စေဖို့အတွက်ဆိုပြီးတော့ဆရာတော်ကြီးကတင်ပေးထားတာအဲ့ဒီအတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့မိတ်ဆွေများကိုဒါလေးကိုရပ်အောင်လုပ်ကြည့်ပါဘာမှမခက်ခဲပါဘူးဖျားစာရွတ်ဖို့ကြောက်နေတဲ့သူတွေလေးပေါ့နော်မခက်ခဲပါဘူးအရဟံတခုကိုပဲအရဟံကိလေသာအပူကင်း၍ငင်းရတော်မူတော်မြတ်စွာဘုရားဆိုစာလေးနဲ့ရေးပြီးတော့ကိုရှိကနေရှာထားလိုက်အဲ့ဒါစာလုံးအာယုံစိုက်ပြီးတော့တလုံးချက်ချ10ဘတ်တီစိုက်တနာကြီးပဲတနာကြီးကကိုယ့်အတွက်ဘာမှမကြပါဘူးเนาะပတ်စံဝင်ချင်လားလှုပ်ပါပတ်စံဝင်ချင်နေဆိုလှုပ်ပါလက်လာဘတ်တွေပွင့်ချင်နေဆိုလှုပ်ပါကံကောင်းချင်နေဆိုလှုပ်ပါကျွန်တော်သိတဲ့အတိုက်ဌာန်လေးတွေပြန်နေပြီးတော့လာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဆွေစီဆရာတော်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာတော်ကြီးကိုလည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အတိကတော့ငွေလိုချင်နေဆိုတာတဲ့ပေါ့နော်စိတ်ချမ်းသာတယ်ပေါ့နော်ကိလေသာအပူကင်းရဲ့ငင်းအေးတော်မူတော့မြတ်စွာဘုရားဆိုတဲ့အစာလုံးကိုတဘောကြတာအနဲ့အတိုက်ပဲပေါ့နော်အဲ့အနဲ့အတိုက်ပဲကိုတဘောကြပြီးတော့စိတ်ဖြစ်တာဖြစ်တယ်ဒါပေမဲ့တိတိတသားကြီးပဲဆရာတော်ကြီးမိကြားထားသလိုမျိုးကန်လေးကောင်းလာတယ်လက်လာပါတွေပွင့်လာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ပတိစိတ်လေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်လောက်ကြပါငွေချင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူတွေလောက်ကြပါတိတ်ချာလေးလောက်ကြပါလို့ကျွန်တော်အားလုံးကိုတင်ပေးရခြင်းဖြစ်ပါတယ်ပြန်လေးမျှဝေပေးရခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲကံကောင်းကြပါစေလက်လာပါတွေပွင့်ပြီးတော့ညာတွေကောင်းကြပါစေခင်ဗျာ